ခါလဲလူကြီးမှားခဲ့ပြန်ပြီတကယ်တမ်းကျတော့ကိုကသူ့အတွက်တစ်စိတ်တစ်ပိုင်းလောက်မှအရေးမပါခဲ့ဘူးဆိုတာထုတ်ပြောစရာမလိုအောင်သူ့ရဲ့အမှုကျင့်နေရတက်တည်ပြသွားခဲ့တယ်လမ်းခွဲခြင်းတွေမှာအကြောင်းပြခြင်းမလိုခေါင်းစဉ်ရဲလို့မေမေရရမရှိဘူးမဖြစ်နိုင်တော့လို့ဆိုတာမျိုးနဲ့ဆက်ဆံရေးတချို့ကိုဖြုတ်ချခဲ့လိုက်တယ်ကိုရွေးချယ်တဲ့လက်တစုကိုယ်တိုင်ဖန်တီးမယ်ဆိုတဲ့ကဘာလေးအရာရာကိုတူးတွဲဆိုတာမျိုးနဲ့ဦးစားပေးခဲ့တယ်ရွေးချယ်မှုတွေမှန်ကန်မယ်ထင်လို့ပုံအောပြီးချစ်ပြလိုက်တယ်အခုတော့တန်ဖိုးတွေကိုမဲလို့တစ်ချိန်ကခမရဘက်ကစားခေါ်ခဲ့တဲ့ဖုန်းလေးကျွန်တော်ပျော်ရွှင်စွာကင်ခဲ့အခုတော့လေကျွန်တော်ဘက်ကစားခေါ်ခဲ့တဲ့ဖုန်းလေးခမရမကင်တော့လို့ဝမ်းနေနေရပြန်ဦးစားပေးခြင်းကိုတကယ်သဘောကျလို့ကျွန်တော်ကိုယ်တိုင်ဦးစားပေးခဲ့တာဒါကမှခွင့်ကောင်းယူပြီးပြန်ရလိုက်တာတွေကအေးဆက်ဆက်နဲ့ပြုံးခါခါတွေချစ်သူတက်တန်းလေးကြာလာတာနဲ့မြတ်ပြောင်းလဲသွားတဲ့ဇယိုက်တွေအပြောဆိုတွေပြီးတော့ရင်တီးသွားတဲ့စကားလုံးတွေတိတ်ချိုပါတယ်ဆိုတဲ့နှက်ခမ်းတွေအခုတော့လေဟန်ဆောင်မှုလေးနည်းနည်းမှမပါပြုံးနေရောအမုန်းတွေပါခါတီးလို့ချစ်ပါတယ်ဆိုတဲ့စကားတွေပျောက်တန်တရားတွေနဲ့ချီနှောင်ခံရတော့လေတကယ်ကိုပင်ပန်းခံရဖြစ်နိုင်မယ်ထင်လို့ချစ်ခဲ့လိုက်တယ်မြဲမယ်ထင်လို့စွဲခဲ့မိတယ်တိတ်ကိုမှားသွားတယ်ဗျာမဖြစ်နိုင်ဘူးဆိုတာကိုသိပေမဲ့လည်းတခါတော့ဖြစ်ဖြစ်ဆိုတာမျိုးနဲ့ကျွန်တော်ဘောကိုမျက်နှာသားလေးပေးလဲပါလို့ပြောရင်ဒီတခါလဲကျွန်တော်လူရင်းမှားခဲ့ပြန်ပြီ